ဒီနေ့ဗစ်စစ်လက်ထောင်းနေတင်ကြားပေးပြီးတဲ့နောက်ပေါ်မလာရင်ဘယ်နေရာတွေစစ်ကမလဲပေါ် IC ဘယ်နားမှာလဲ CPU ဘယ်နားမှာလဲ No IC ဘယ်နားမှာလဲ Balance IC ဘယ်နားမှာလဲ Wi-Fi IC ဘယ်နားမှာလဲဆိုတာကိုရှာတဲ့သင်ခန်းစာလေးစတင်တင်ကြားပါတယ်ပြောရရင်တော့ Power Session ပေါ့ဗျာ Power Session ပေါ့ပေါ်မလာရင်ဘယ်လိုတွေစစ်ကမလဲဆိုတာကိုတင်ကြားနေတာဖြစ်ပါတယ်တင်ကြားပေးပြီးတဲ့နောက်စကစ်ပြပေါ် IC နံပါတ်တွေကိုသူတို့ကိုတက်ကပ်ပြီးတော့ခွဲခိုင်းပါတယ်ဘာလို့လဲလို့မေးရင်ပေါ် IC မကောင်းလို့တွားလိုက်တဲ့ခါမှာအဲ့ဒီနံပါတ်လေးတွေနဲ့ဝယ်ပြီးတော့မေးပြီးတော့ဝယ်ရတာ哦ဒါကြောင့်မို့တိုက်တက်ကက်လာခဲ့ပေါ် IC ဘယ်နားမှာလဲတည်စီဖို့အတွက်ဒီနေ့သင်ခန်းစာကိုသင်ကြားပေးရခြင်းဖြစ်ပါတယ်အခုလိုပညာရပ်တွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ NS ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် normal class နဲ့ special class ဆိုရင်2မျိုးရှိပါတယ်တိုက်တဲ့သင်တန်းကိုတက်ခွဲကိုရွေးချယ်ပြီးသင်လို့ရပါတယ်ခုလာမယ်4လမယ်1ရက်နေ့မှာတက်ခွဲတဲ့စတင်ပါမယ်3995 420 322 1ကိုဆက်သွယ်ပြီးတော့လဲစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ